Okay ကျွန်တော် upload စတင်မှုအချိန်ကိုရောက်ပါပြီဗီဒီယိုတွေလည်းလုပ်ပြီးပြီလို့ယူဆပါတယ်ဆိုတော့ကျွန်တော်တို့ upload တွေစတင်တော့မယ်ပေါ့နော်ဆိုတော့ upload စတင်ဖို့အတွက်ကိုဒီ10ချက် checklist 10ချက်ကျွန်တော်ပေးထားတယ်ဒါ YouTube starter kit ထဲကကျွန်တော်ရဲ့ YouTube box training program စိတ်ပိုင်းတစ်ပိုင်းပေါ့နော်ဆိုတော့ kit လေးကိုကျွန်တော် download ဆွဲလိုက်ပါပြီးရင်အဲ့မှာကျွန်တော်အသေးစိတ်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုရေးထားပြီးတယ်ဆိုတော့အဲ့လေးကို download ဆွဲပြီးတော့မှလေ့လာလို့ရပါတယ်ဆိုတော့အဓိကတော့ကျွန်တော်တို့အဲ့အချက်10ချက်ပါမယ်အဲ့အချက်10ချက်ကိုဗီဒီယို upload တင်တိုင်းမှာမပြတ်မကွက်လုပ်ဖို့လုပ်ရမယ် okay အဲ့တော့ဒီ10ချက်ကိုကျွန်တော် download ဆွဲပါဆိုတော့ link လေးပေးထားပါမယ်ပြီးရင် down ပြီးတော့သုံးကြည့်ပါဟိုသိချင်တာပါညာရှိကောင်းရှိလာနိုင်တယ်ရှိလို့ရှိရင် comment မှာမေးလိုက် okay ကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာเนาะတခြားဗီဒီယိုရှောက်မှမှန်းတယ်ဆိုတော့ဒီဗီဒီယိုရဲ့ comment မှာမေးလိုက်ပါကျွန်တော်ဖြေပေးမယ် okay download ဆွဲလို့ရပါပြီအောင်ပါ